တင်ပါဗျာမိကိုမေးလျှောက်ခွင့်ပြုရမှုပါဗျာဟို38မိနစ်တွေကိုကိုးကွယ်လို့ရှိရင်တရဏဂုံပြတ်တယ်လို့ကြားဖို့ပါဗျာဒါမဲ့ပေါ့တပည့်တော်ရဲ့အမေတွေအဖွားတွေကကျတော့အိမ်ရင်းလို့ရွာတော်ရှင်လို့အဲ့လိုမျိုးတွေကိုစွန့်ကတ်တယ်ဗျာဟိုတောက်တော်ကြီးတွေပါပြီပေါ့နော်တပည့်တော်ကကျတော့ကိုယ်တိုင်မကတ်ချင်ဘူးဗျာဒါမဲ့တခါတလေအမေကကတ်ခိုင်းတဲ့အခါကတ်လိုက်မိရဗျာအဲ့လိုမျိုးဆိုလို့အဲ့အချိန်မှာအပြစ်မဖြစ်အောင်ဘလို့စိတ်နဲ့ဒီတောက်တော်ကြီးပဲကတ်လို့ရလဲဗျာဥပမာအမေကိုစိတ်ချမ်းသာစေခြင်းနဲ့စိတ်နဲ့ကိုကွယ်ခြင်းလို့မဟုတ်ပဲနဲ့ကတ်တာမျိုးဆိုရင်ရောရပါသလားဗျာရပါတယ်သူကကိုးကွယ်မှသာတရဏဂုံပြတ်တာပါနော်ကိုးကွယ်တာတရဏဂုံပြတ်တယ်ကိုးကွယ်တာမဟုတ်ဘဲနဲ့သူတို့ကိုပူဇော်တယ်ပေးကမ်းတယ်ကျွေးမွေးတယ်ဒါကအပြစ်မရှိဘူးလေဒီဆရာတော်ကြီးရဲ့နော်စာအုပ်တုပ်ထဲမှာပါတယ်ကျမ်းစာအုပ်နာမည်တော့တိတိကျကျမသိတော့ဟိုဓမ္မဒီပင်ဒီလားမသိဘူးလေအဲ့ထဲမှာပါမယ်ထင်တယ်အဲ့ဒီရိုးရာနတ်တွေကိုပေါ့နော်ကိုးကွယ်တာမဟုတ်ဘဲနဲ့အလှည့်ကျပူဇော်တာပေါ့နော်ကိုရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ကိုလယ်တွေတီးနှံဖွံ့ဖြိုးအောင်ပေါ့နော်လယ်ယာတွေတီးနှံဖွံ့ဖြိုးအောင်မိမိတို့ကိုတခုခုစီးပွားအဆင်ပြေအောင်မစားအောင်ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့သူတို့ကိုပွဲတင်ကြတယ်ဒါတွေကသူတို့ကိုကိုးကွယ်တာမဟုတ်ဘူးကိုစီးပွားအောင်မြင်အောင်လို့သူတို့ကိုပေးကမ်းတဲ့သဘောပဲဆရာတော်ကြီးကဘာနဲ့ဥမာပေးလဲဆိုတဲ့အခါကျတော့ဟိုနိုင်ငံအုပ်ချုပ်ဘယင်နဲ့ဆရာတော်ကြီးကဥမာပေးတယ်နိုင်ငံတော်ဘယင်အစိုးရကိုအခွန်ဆက်သားရတယ်အခွန်ပေးရတယ်ဆိုတော့ပေးခြင်းတဲ့စိတ်မရှိဘူးအခုမပေးရင်ကိုယ့်ကိုသူတို့ကဖမ်းမယ်စီးမယ်အေးအေးယူမယ်တခုခုလုပ်မယ်ကိုယ်စီးပွားရေးကိုပိတ်ပင်မယ်ပေါ့နော်အဲ့တော့ကိုယ်စီးပွားရေးကိုထောက်ပံ့ဖြစ်အောင်လို့သူတို့ကိုပေးတာကမ်းတာနော်အဲ့သဘောပဲတဲ့ဒီနတ်တွေကိုဒီပွဲတွေပေးထိုးခြင်းဒီသူတို့ကိုပူဇော်တာမဟုတ်ဘူးကိုယ်စီးပွားရေးကိုသူတို့ထောက်ပံ့ပါစေဆိုတဲ့သဘောမျိုးနဲ့ပေးတာကမ်းတာဖြစ်တယ်အဲ့ဒါဆိုရင်တော့ဒါကိုးကွယ်ရမယ်တဲ့ကြောင့်တရဏဂုံမပြတ်ဘူးလို့လေဒီဆရာတော်ကြီးရှင်းပြတာရှိပါတယ်နော်အဲ့လိုပဲလက်အုပ်ရှိတာလဲဆရာတော်ကြီးရှင်းပြတာအဲ့လိုမျိုးပဲဟိုဆိုရှေ့ဘယင်ခေတ်စနစ်တော့ဆိုရင်ဒါဘယင်ကတော့လက်အုပ်ရှိရသေးတာပဲလေဟုတ်လားတော့ကိုယ့်ထက်ကြီးတဲ့တကြီးလူတွေတောင်လက်အုပ်ရှိရသေးတာပဲလေအဲ့လိုပဲကိုယ့်အကျိုးစီးပွားအတွက်ဒီနတ်ကိုလက်အုပ်ရှိတယ်ပေါ့နော်ဒါဟာကိုယ်ွယ်တဲ့အနေနဲ့လက်အုပ်ရှိရင်တရဏဂုံပြတ်တယ်ကိုယ်ွယ်တဲ့အနေနဲ့ပူဇော်ရင်တရဏဂုံပြတ်တယ်ကိုယ်ွယ်တဲ့အနေနဲ့မဟုတ်ဘဲနဲ့ကိုယ်စီးပွားအောင်မြင်အောင်လို့သူတို့ကိုလက်အုပ်ရှိတာသူတို့ကိုပေးကမ်းတာဟာဒါကတရဏဂုံပြတ်တဲ့အလုံးမဟုတ်ဘူးလို့ရှင်းပြရတယ်ဒါကြောင့်ခုနကကိုယ်မှာကိုယ်ွယ်လို့တဲ့စိတ်မရှိဘူးမိဘတွေကရေသွားတင်လိုက်လို့ပြောလို့သွားတင်ပေးလိုက်တာအမေတွေကိုစိတ်ချမ်းသာစေချင်တာပေါ့နော်အဲ့ဒါဆိုရင်တရဏဂုံမပြတ်ပါဘူးလို့နော်ရှင်ဗျာမိကုံမွေးရောက်ခွင့်ပြုပါဗျာရန်ဝီလျံနဲ့ကျူးလွန်ခဲ့တဲ့အာဘတ်တွေကိုမစီကြောပဲလူထွက်သွားလိအာဘတ်သစ်မှုကရက်တက်နေပေမဲ့နောက်ရဟန်းဝတ်တဲ့အခါမှာအာဘတ်ကပြန်တင်တယ်လို့သိထားပါရဖေဟာဒါဆိုခဏခဏထုံလပါဝတ်နေတဲ့သူဆိုရင်ရောဘလို့အပြစ်ဖြစ်နိုင်ပါသလဲဖေဟာဘလို့စီမံတင်ပါသလဲဖေဟာခုနကပြောတဲ့ထဲမှာနည်းနည်းပါသွားပါတယ်သူရဟန်းပြန်ခံရင်ရဟန်းခံတဲ့နေ့မှာပဲဒေသနာပြန်ကြားမှာဖြစ်ပါတယ်ဟိုသူပထမထုံလပါ9ခါဝတ်တယ်9ခါမှာအာဘတ်သင်ခံ